ကျွန်တော်တို့တွေကကလေးတွေကိုခီးဆက်ရကောင်းမှမသိဘူးကျွန်တော်တော်ကြာဒီကိစ္စပြောခဲ့တာကလေးဟာလူကြီးဖြစ်လာမှာအဲ့ကလေးတွေကိုပြုထောင်ဖို့သိရည်ကြီးတယ်အဲ့ဒီအနာဂတ်ကိုတောက်ပစေခြင်းလို့ရှိရင်ကလေးတွေကိုရွှေချကလေးတွေကိုရွှေမချလို့အနာဂတ်ဘယ်တော့မှမတောက်ပါဘူးအဲ့တော့ကလေးကစားဝရှိရမယ်လို့ပြောချင်တာကကျွန်တော်ဒီမှာရှိတဲ့ခြေရွာပေါ်ညောင်ဆောက်ကျွန်တော်လူငယ်တွေကိုပြောတာလေကျွန်တော်လူကြီးတွေကိုသတိပေးနေတာသတိပေးခြင်းနဲ့စိတ်တည်းကလေးတွေကိုမေ့ပြီးလို့ကလေးတွေကိုလူကြီးတွေကမေ့လို့ရှိရင်ကလေးတွေပြည့်စုံမှာကလေးကစားဖို့နေရာရှိရပါကျွန်တော်ဒီဟာပြောတာကိုတချို့လည်းကြိုက်ချင်မှကြိုက်တယ်ဒါပေမဲ့ကျွန်တော်ပြောအောင်ပါပဲလူကြီးတွေကြတော့အားကကလေးတွေကြတော့ကမြင်းညောထားတယ်ဘယ်ကောင်းမလဲစဉ်းစားကြည့်လူကြီးတွေကောက်ရက်ဖို့ဧကပေါင်းများစွာလုပ်လို့ကလေးတွေပြည့်ကြလာဝဲလို့မပြီးဘူးဆိုရင်ဘယ်တရားရတော့ပါဟုတ်လားကလေးဆိုတာကစားကိုကစားရမှာဘာကြောင့်လဲဆိုတော့ကျွန်တော်တဘာဝကြီးပြောပါကိုယ့်ကိုယ်ကိုလည်းပြန်စစ်စစ်ကြည့်ပါဒီလိုပြောလိုက်တဲ့အခါကျကျွန်တော်ကောက်ရိုက်နေတဲ့လူကြီးကိုကျွန်တော်ကဝင်တိုးလို့ပြောတာမဟုတ်ဘူးသူတို့လူအပ်ပါလက်ချက်ကိုလူအပ်ပါကျွန်တော်နားလဲပါတယ် businessman တွေစီးပွားရေးသမားတွေခုနပြောတဲ့မိမိရဲ့တောင်းဝတရားကြောင့်အုံနောက်၆ပြီးနေရတဲ့သူတွေတိုင်းပြည်ကိစ္စနိုင်ငံရေးကိစ္စစီးရေးကိစ္စအဲ့ဒါနဲ့ပတ်သက်အုံနောက်၆ရတဲ့လူတွေပဲဖို့မှာအဲ့အပတ်ဖြစ်ချင်းရှိရစိတ်ပြေလက်ပြေအပန်းဖြေစိတ်လက်ပြေမှာအာသိရအဲ့စကားရှိပါတယ်စိတ်ဖြေရပါတယ်ကျွန်တော်နားလဲတယ်ဒါမှကျွန်တော်ကလေးတွေကိုကြတော့ပိုးပြီးနားလဲလို့ဘာကြောင့်လဲဆိုကျွန်တော်တခုပြောပြပါဆိုကြပါစို့ကျွန်တော်ဒီမှာရှိတဲ့ class လို့ခေါ် cell လို့ပဲခေါ်ကျွန်တော်ရဲ့ cell တွေဖြစ်ပြနေသွားတာအသစ်တော့ class ကြီးဖြစ်လာတယ်အဲ့ဒါတွေကိုဗန်နီလောင်ကျွမ်းပြတေသောတာအဲ့လိုလောင်ကျွမ်းပြတဲ့ခါကျမှလောင်ကျွမ်းမှုမရှိဘဲနဲ့အားထွက်မလားလောင်ကျွမ်းမှုလည်းရှိရတယ်အဲ့တော့ဖြစ်တာဖြစ်တယ်ပြီးတော့အဲ့ဖြစ်တာကိုလောင်ကျွမ်းလိုက်တော့ပြက်သွားအဲ့လိုဖြစ်ဖြင်းကနေတော့ကျွန်တော်တို့ကအားထွက်လာတာကလေးနဲ့ကျွန်တော်တို့နဲ့ကြွားတာကလေးတွေကဖြစ်ပြက်ဖြစ်တာသုံးချက်ပြက်တာတစ်ချက်နောက်ကြဖြစ်ပြက်နောက်ကြဖြစ်နောက်ကြဖြစ်နောက်ကြဖြစ်ကျွန်တော်ဆိုဖြစ်ဖြစ်ရောက်သွားနောက်ဖြစ်ဆိုဘုရားကမဖြစ်တော့သေရောအဲ့တော့ကလေးတွေရဲ့ပုံမှာဖြစ်တာတော့ပြတာတစ်ချက်ဆိုတော့ဘာဖြစ်လာလဲဆိုတော့အင်္ဂလိပ်လိုတော့ extra energy လို့ခေါ်တယ်အားပူရှိလာအဲ့အားပူရှိလာတဲ့ခါကျအဲ့အားပူကမထုတ်လို့မရဘူးမထုတ်လို့မရတော့သူကဒါကြောင့်ရွာစီဖြစ်တယ်ကလေးတွေရွာစီဖြစ်နေတဲ့ကိစ္စကမြင်းညောထားတာမဟုတ်ဖြစ်တာများနေအားပူထုတ်ချင်တယ်ဒါကြောင့်မလို့ကလေးတွေခင်ဗျားကြောက်မှအလီတိုင်လို့ရှိရင်ငင်းပြန်တွေ့ဘူးလားရှိရတယ်ပြောစနေကားလေး60နောက်ကတော့စနေကားလေး60အဲ့လိုနေတာမဟုတ်ဘုန်းကြီးဆုံးရတယ်လို့လုပ်တာမဟုတ်ဘူးစနေကားလေး60ဒီလိုလာတာအတန်ရောက်ပါရွာစီလုပ်ကြတာဘေးကတော့ဟိုကောက်တိုးလိုက်ဒီကောက်တိုးလိုက်နေကျောင်းစလို့ဟေးဆိုငင်းသေးများနဲ့တန်းစီပြီးဘုန်းကြီးဆုံးရတယ်လို့ဆင်းသွားတွေ့ဘူးလားအေးဆိုရွာစီခုတ်ပေါက်ပြီးတော့ကစားကင်းနဲ့တောင်းဝင်တော့ဆိုသူတို့မှရှိအားဖို့တွေထုတ်ဖို့သိရွာတယ်ကျွန်တော်ပြောတာဒါကြောင့်ကလေးတွေအတွက်အားဖို့တွေထုတ်ပြဖို့ကစားခွင့်သိရွရတယ်လို့ပြောတာကျွန်တော်တို့လူကြီးတွေရဲ့ကောက်ကွဲလို့အားကစားဝဲလိုရတယ်ဆိုလို့ရှိရင်ကလေးတွေရဲ့အတွက်အားဖို့ထုတ်ဖို့အားကစားကအဲ့ဒီတဲ့နှစ်ဆသုံးဆလိုပါတယ်လို့ကျွန်တော်ပြောရတယ်ကလေးတွေကိုကျွန်တော်ကကြည်လာတဲ့ခါကျကိုချင်းမစားကိုယ်ငယ်ငယ်တော့ရွာစီလုပ်တော့ကြတော့ပြေးပေါ့ဒါကျွန်တော်ဒီဟာကိုပြောတာဒါဘယ်သူမှကျွန်တော်ပုတ်ခတ်ပြီးပြောတာတကယ်ကျွန်တော်တို့ရဲ့တိုင်းပြည်ဖြစ်နေတယ်လို့ပြောတာအဲ့ဒီပြင်ကောင်းပြီကစားတော့ဘာအရေးကြီးလဲကစားပေါ်လို့ကျွန်တော်ပြောမယ်နော်ခလေးတွေကစားတဲ့ကိစ္စဟာပေါ်တိပေါ်ဆမှာပေချာသုံးသက်ကြည့်တဲ့အခါကျအင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်ကစားတော့ဒီတိုင်းကစားတာစိတ်ကြီးတန်းကစားတာရှိတယ်စိတ်ကြီးတန်းကစားလို့ရှိရင်စိတ်ကန်းရှိစိတ်ကြီးတဲ့စိတ်ကမိတဲ့ကောင်းပဲလို့ကာမလေးတွေထုတ်စီးတဲ့ကလေးမလေးထုတ်စီးလို့တယ်ထုတ်စီးတော့ရင်ဘာပထမဆုံးလို့စီးဆွဲရတယ်ကလေးကြီးမောက်ရင်ဘာလို့ပထမဆုံးစီးဝင်ဝင်ရတယ်စီးနဲ့ကန်းနဲ့ကစားတာကလေးတွေကိုပေါ်တိပေါ်ဆာရှော့မတက်ပါဘူး
လူကြီးတွေမသိလိုက်ဖဲနဲ့ဘယ်ကုန်းတော့တဲ့အဖွဲ့အစည်းဘယ်ပါတီဘယ်နိုင်ငံရေးဘယ်အစိုးရအဖွဲ့အစည်းမှမပါဘဲနဲ့ကလေးတွေဆိုတာစီကံဆွဲထားတဲ့ဥပဒေသားတွေအများကြီးရှိတယ်ထုတ်သိတို့တဲ့သမီးဘူးလောင်နဲ့ဆက်ခဲ့ဘယ်သူကလုပ်ခဲ့တာဘယ်ကလေးလုပ်ခဲ့မှလည်းမသိဂျင်ပေါက်တဲ့ဂျင်ဝင်လက်ထက်လည်းဝရိဆိုလက်ထက်ပြန်လဲဆစ်စပတ်တယ်ဆစ်စပတ်ဆိုတာစိုးပါကျိုးလည်းကောင်းအောင်မသိပါဘူးကဲအဲ့ဒီဥပဒေဘယ်သူကလုပ်ခဲ့တာဘယ်အခြေခံစီမံဥပဒေတွေမှမပါဘူးဒါမှကလေးတွေကသူတို့ဆွဲထားတဲ့ဥပဒေကိုအဲ့ဆွဲထားတဲ့အတိုင်းလိုက်နာတယ်ကိုဆွဲတဲ့ဥပဒေကိုကိုလိုက်နာတယ်တော့ကလေးတွေကဒါဟာကျွန်တော်ကြက်ကြက်ကြီးသိထားဖို့ပြောတာပါထုတ်စီတိုးတယ်ရှေ့ကဖိုင်ရမပြီးတယ်နောက်ကဖိုင်ရမပြီးဘူးကဒီကနေ့အထိအဲ့ဒါစီကန်းဆိုင်ခမင်းဘူးလားဒီကနေ့အထိအတီးဖြစ်တယ်စစ်စပတ်ဆိုတဲ့ဂျင်ပေါက်တဲ့စီကဒီကနေ့အထိအတီးဖြစ်တယ်ဖြက်လို့ကိုမရဘူးဘာကြောင့်လဲဆိုတော့ရေးမထားဘူးဒီအင်္ဂလိပ်စကားတည်းက under the law ဆိုတော့ stronger than the written one အင်္ဂလိပ်ဆိုရှင်ရေးထားမရေးတော့ဥပဒေကိုရေးထားတော့ဥပဒေတွေပိုရေးခိုင်ရေးအခုခင်ဗျားတို့ကျွန်တော်တို့ပြောတယ်ငါတို့မှပြောပဲနဲ့ပြိဿအာမြည်ခါမြငါတို့မပြောတော့ဥပဒေရှိလားရေးထားတာရှိလားဒါမှကျွန်တော်ပြောတယ်ကျွန်တော်တို့ပြောတယ်ခင်ဗျားတို့ပြိဿတို့ပြောတယ်အဲ့ဒီဟာရေးထားတဲ့ဥပဒေမဟုတ်ဘူးဒါမှမရေးတဲ့ဥပဒေကပိုးခိုင်လေးရှိယောဂကြီးပါကျွန်တော်ပြောတာကလေးတွေဟာမရေးတဲ့ဥပဒေနဲ့အစင်လာရေးတင်ကျင့်သုံးနေတယ်ကောင်းပြီတိချက်ကစားတဲ့အသက်ကြောင့်မလို့သူတို့ကစိတ်ကံကိုလိုက်နာတဲ့အကျင့်ရစိတ်ကံကိုလိုက်နာခြင်းစိတ်ကံကိုသိခြင်းစပြီးတော့လူခွဲရမယ်ဆိုတာဘောလုံးကန်နေဆိုတော့ဘယ်ဘက်ကဘယ်လဲဘယ်နှယောက်တစ်ဖက်က9စီ6စီ6စီ6 3ဆို3အဲကိုကဘယ်လိုပဲဟာကိုလို့အဲ့ရကိုဖဏနဲ့ပဲချထားဖဏနဲ့ပဲချတာကိုသူတို့တတ်မှတ်တဲ့ကိုဒီအတီးဖြစ်တယ်ဘယ်နိုင်ငံတော့မှပြန်ထမ်းပေးတာအဲ့ဒီဟိုမြောင်းနေဆိုရင် outside ဒီဘက်ကတစ်တော့ဆိုရင် outside ဒါသူတို့ကတော့ပြန်ထားရတာပြီးသွားတာဒါမှအဲ့ဒီဥပဒေတိုင်းလိုက်နာတယ်နော်ပထမဆုံးစိတ်ကံကိုလိုက်နာတော့ကိုယ်တိုင်ဆွဲချထားတော့ကိုယ်တိုင်ချမှတ်ထားတော့စိတ်ကံကိုလိုက်နာတော့ကိုယ်တိုင်ချမှတ်ထားတော့ဥပဒေကိုလိုက်နာတော့ကြီးကြီးမားမားဆွဲလိုက်လို့ဥပဒေဖြစ်တာအမှန်ကဟဲ့ကောင်အဲ့ဒီရောအောက်ဆိုင်တန်းဒါတန်းဘာလို့ကရန်ရှေ့ကမိမမိသားနောက်ကမိမမိသားစိတ်ပြေးတန်းအဲ့ဒီတန်းဆိုတဲ့သစ္စာတော့အကုန်လုံးဥပဒေရဲ့ပေါ်လာတယ်ကျွန်တော်ပြောတာဒါကြောင့်ကလေးတွေကိုကျွန်တော်အားဖို့ကောင်းတယ်လို့ဆိုတော့ကိုယ်ကလေးဘဝကိုပြန်စဉ်းစားကြည့်အဲ့ဒါပြီးတော့မှကောင်းပြီညီလို့တဲ့ကောင်ကဘိုးဆောင်အကိုလို့တဲ့ကောင်ကဘိုးရှိတယ်ညီမို့လို့ရှားနေလေညာနေလိမ့်မယ်ဒီကလည်းအကိုမလို့ကာသာပေးပြီးကိုယ်ဖွင့်ပေးလိမ့်မယ်မရှိဘူးသုံးစီတိုးတယ်ရင်မတိုးတဲ့သူကရင်မဒီကတားတဲ့သူကအမရင်မအရေးဖြစ်နေလို့မလို့သူ့ကာသာပေးလိမ့်မယ် sorry ပဲအလွန်ကြည်ညိုဖို့ကောင်းတယ်ဘာလို့ကြောသားရင်သားမရှိဘူးသူတို့ကျွန်တော်တို့ကခလေးတွေကိုကြားလေးကြည်ညိုလေးတို့ကကြည်ညိုလာဒါကြောင့်မလို့ဒီကစားပွဲကိုလုပ်ပါခင်ဗျားတို့ရန်ကုန်မြို့မှာမရနိုင်ဘူးဒီကွင်းမျိုးခလေးကစားပွဲလုပ်တယ်ခလေးတွေကစားရမှာအပြစ်မဲ့ပြောအောင်ကစားရမှာဗော်လီဘောလေးလုပ်ပြီဘလောက်ပိုက်ဆံကုန်လို့လဲသူတို့ရဲ့လိုက်တဲ့ပိုက်ကလေးတွေပါလေးတမ်းပေးပါဘောလုံးလေးတွေပါလေးဝဲပေးပါခလေးဆိုတဲ့ဥစ္စာကသူတို့မှအပြစ်မဲ့ဆိုတာကစားကြမရှိလို့ရှိရင်အပြစ်မမဲ့တော့အပြစ်ရှိတော့မဟုတ်တန်းများဖြစ်တော့ကစားကြလို့လေအဲ့ဒီပြင်တော့ပြန်ပြောမှထုတ်သိတိုးတဲ့ကားအဲ့တော့ဘာပါလာလဲဆိုကိုယ်တာဝန်ကိုသိရတယ်ကိုယ်တာဝန်ကိုသိဒီကြားတွေဒီကြားဟာငါတာဝန်ဘိုးဆောင်တယ်ဆိုအဲ့ဒီမှာဘိုးမောင်ကငါတာဝန်ဆိုသူသိတယ်တာဝန်သိပေါ်လာပြီးတော့မှအဲ့ဥစ္စာဘိုးဘွယ်အောင်သက်စွန်ဆံပြပါနဖူးပွဲဒူးပြဲတားမလို့တာဝန်ယူလိုက်တာဝန်ယူတဲ့စိတ်တာဝန်သိစိတ်ကိုပြီးတယ်တာဝန်ယူတဲ့တတ်တည်ကိုပြီးလာသူ့ကိုသူတို့မသိဘူးနော်ဒါပေမဲ့တာဝန်ယူတဲ့တတ်တည်ကိုမှလိုပါလာအာကစားအဲ့ဒါပြီးတဲ့ခါကျတော့မှတယောက်ကညံ့လုံးမလို့ဘိုးဝင်သွားလို့ရှိရင်ကျန်တဲ့ကောင်နဲ့ဝိုင်းပြောတာမင်းသုံးယောက်ကမင်းဘာညာပြောဆိုဟာအိကွာမင်းမတော်သားပြီဆိုတော့ကတုတ်ကငါတော့မဝင်ဘူးလားဟာ
ကိုယ့်ဘက်ကချွေလို့ရှိရင်ဝေဖန်ခြင်းကိုခံရတော့ပြန်စဉ်းစားကြည့်အားလုံးကဝိုင်းဝေဖန်ဖြစ်တယ်ဝေဖန်ခြင်းကိုခံတဲ့သဘောထားကြည့်တော့ကလေးတွေသိရတယ်ကျွန်တော်ပြောတာဒါကြောင့်ကစားခွင့်ဒီနေရာမှာဆောက်ပါအဲ့ဒီကစားခွင့်ကသူတို့ခမရတို့ကစားအဖြစ်တမီးရောထားတယ်လို့ထင်လို့ရှိရင်တမီးရောထားတာဒါမှအားကစားအဲ့ဒါပြီးလို့ရှိရင်ဒီသူကကိုယ့်ရဲ့စိုက်တဲ့တက်လာတယ်အဲ့ဒီမှာရှင်ပြုံးလို့ပါစားတဲ့ကာတွန်းတွေထားပါအဲ့ဒီကာတွန်းကိုလှမ်းပြီးတော့ဖတ်လိုက်အဲ့ဒီဖတ်လိုက်တဲ့အခါကျလို့ရှိရင်ကာတွန်းစားတဲ့ဒီစုပ်ချစ်စုပ်ပါစုပ်သားပါစေနှလုံးသားမစုပ်ဘူးအရေးကြီးတယ်အရေးကြီးတာနှလုံးသားစုပ်ပဲမကောင်းဘူးအရေးကြီးတယ်ကာတွန်းစားစုပ်ဘယ်လောက်နှမျိုးလဲဘာတန်ဖို့ရှိခလေးရဲ့နှလုံးသားစုပ်ပဲတော့စိတ်ပြဖို့ကောင်းတယ်ကျွန်တော်ပြောနေတာကကောင်းပြီမိန်းကလေးတွေကစားတယ်ကျွန်တော်တို့ကကစားတယ်လို့ပြောတယ်ဒါပေမဲ့သူတို့ဟာမိဘရဲ့အရာရာကိုခံဖို့ဆိုရလေ့ကျင့်တယ်ဆိုကျွန်တော်မေးမိန်းကလေးတွေကစားတယ်ဈေးရောက်တာကစားဈေးဝယ်တာကစားတယောက်ကအိမ်ရှင်မလုပ်တယ်တယောက်ကဈေးရောက်တယ်ချိန်မလေးရရှိတာနှီးလေးနဲ့ဆိုချိန်မဖြစ်ပါချိန်မဖြစ်တဲ့တမ်းပြီးချိန်မလေးဖြစ်ပါတော့ချိန်လေးကြောင့်မယ်ຢာကဆန်းဒါငပိအမှငပိရတဲ့ရှော့ဆန်းဆိုတဲ့ဥစ္စာသေးတယ်ဟောဒီမှာငါအဲ့ဆိုမြက်ပဲဒီဘက်ကတော့ဝတ်သားဆိုငပြောတော့ကြည့်ခုတ်တယ်အဲ့မှာဝတ်သားပဲသိလဲရှင်30တော့တရားရှင်အမေသိကြည့်လိုက်တာရှင်ဝယ်တဲ့သူကဘေးကအမှတ်မထင်ကြည့်ပါသူတို့မြင်အောင်မကြည့်နဲ့ကြည့်ရင်သူတို့မျက်နှာအင်မတန်ကိုတီးကြည့်တယ်နော် very serious တကယ်လို့နေတာသူတို့မျက်နှာတီးတယ်ကိုကလည်းငါစစ်တယ်အောင်ရှင်ထက်မဟုတ်ပါဘူးရှင်နောက်ထပ်တကောင်ပေးပါအောင်မျက်ပိတ်နိုင်တယ်ဘလို့ပါလဲရှင်စစ်စံပြတယ်ကျွန်မအလေးတွေပူတာလိုက်ပြီးနေတာအမေသူကလှုပ်နေတာဒါမှတို့ရဲ့စိတ်ကူးစိတ်သားနဲ့မှငားတော့အဲ့ဒါ imagination ကိုသိအရေးကြီးတယ်ခလေးရဲ့စိတ်ကူးစိတ်သားဖွံ့ဖြိုးဖို့သိကိုရေးချင်မြက်ကိုငားပြောက်စိတ်ကူးတာခင်ဗျားတို့ကူးနိုင်လားဟုတ်လားငါပြောတော့ကိုဝတ်သားပြောက်စိတ်ကူးထားတာဘဲကိုဆံပြောက်စိတ်ကူးထားတာရှုံကိုငပိလုပ်ထားတာခင်ဗျားတို့လုပ်လို့ရခလေးပဲလုပ်လို့ရအဲ့ဒီဥစ္စာဟာသူတို့အမေတွေသူတို့ဖေတွေဈေးဝယ်တာရောင်းတာကိုကြည့်ပြီးတော့သူတို့ရဲ့နေရာကိုဆက်ခိုင်နိုင်ဖို့လို့အတွက်ကိုသူတို့ခင်ဗျာတိုးစားပန်းစားလေ့ကျင့်နေတယ်လို့ကျွန်တော်နားလည်လို့မရဘူးဖြစ်လူကြီးတော်တော်များများနားမလည်ဘူးသူတို့ဟာမိဘရဲ့အမွေကိုဆက်ခံမလို့ပြင်ဆင်နေတယ်ဆိုလို့ကျွန်တော်သဘောပေါက်ပါလားအဲ့ဒါကျွန်တော်တို့လူကြီးများရဲ့မိုက်မဲမှုခုကြည့်ရတဲ့အခါကျွန်တော်တွေ့တော့မှလူကြီးတွေတော်တော်မိုက်တယ်ဟုတ်တော့ကလေးတွေကိုနားလည်အောင်မကြိုးစားဘူးကျွန်တော်ပြောအောင်မယ်တချို့ဆောင်းပါးတွေပဲဆိုကျွန်တော်အဖြုတ်ခံအဖြတ်ခံလိုက်ဆွဲဒါမှကျွန်တော်ခင်ဗျားတို့ပြောမယ် NGO လို့ခေါ်တဲ့အစိုးရဖော်တဲ့အဖွဲ့အစည်းကကလေးငယ်များအားဖွံ့ဖြိုးရေးကူညီမှုအဖွဲ့ကျွန်တော်ကသူကကျွန်တော်ခေါ်တယ်ကူညီပေးပါအင်မတန်နားလည်တယ်ဘာလို့ရတာလဲပုံမြင်ရေးပြရတယ်ကျွန်တော်ပုံမြင်လေးတွေရေးပါတယ်ဒါပေမဲ့ကလေးပုံမြင်ကခင်ဗျလူကြီးဖတ်ဖို့လို့စာရေးရတာလေအဆများစွာတိတ်ခက်ဘာလို့သူ့စိတ်ကိုယ်စိတ်သားကိုဖွံ့ဖြိုးအောင်လုပ်ပြရတာဥပမာဆိုကျွန်တော်ရေးခဲ့တဲ့ဇာတ်ကျွန်းလေးပေါ့ကျွန်တော်ခုပြောပြလဲလေးတစ်ပွင့်ကလိတိုက်တဲ့ပါသွားတယ်အဲ့ဒီပါသွားပြီးတော့မှအဲ့ဒီလေတွေကလွင်ကနေပါဟိုနေရာရောက်ဒီမှာလေတိုက်လိုက်လွတ်သွားတယ်နောက်ကြတော့ရေထဲရောက်တာရေကနေကိုယ်မောပြန်တင်လိုက်တဲ့ခါကျမှဒေါ်လေးကြားထဲမှာ6တော့ခါကျလွန့်သွားနောက်ခါကြောက်ဆောက်ပေါ်ကြားနေနောက်ကြတော့မြေကြီးရေနေရတော့မှအဲ့ဒီလေကအစီလေးပေါက်ပြီးအပင်လေးဖြစ်လာတယ်ဒါကတရားကလေးပုံဇလပ်ပါလို့လားလို့ဇလပ်ပါတာမလို့ဘာလို့သူဟာစာမတက်တဲ့ကလေးတွေကိုသင်မို့လို့ပဲပုံပြန်တနေ့နှစ်အဲ့ဒီအတွက်လုပ်ရတာအင်မတန်ခက်တယ်တကယ်အနုပညာ educational psychology ကိုပညာရေးစိတ်ပညာနဲ့တက်ပြီးတော့ကျွန်တော်လုပ်ကြအဲ့ပြီးတော့မှဟိုပကြီးဆရာကိုမင်းဘယ်လိုကြီးအဲ့မှာလဲပွင့်လေးကိုဥမာနှာခေါင်းလေးလိုမျက်လုံးလေးလိုရောင်ဝါးလေးတိုက်ဒါပေမဲ့လဲပွင့်လေးပဲခြေရောက်တွေမပါဘူးအောက်ကအယုတ်မှာအသားတကြောင်အယုတ်ကြီးအကြီးဒါမှအောက်ကစားရတခါတော့ကလဲပွင့်လေးတစ်ပွင့်ဟာလေတိုက်တော့ပါသွားတာဟောကလေးစာမပတ်တယ်အဲ့ဒီဥစ္စာကိုဖတ်ဖို့လို့ဒီလိုမိဘတွေနဲ့တကွာအဲ့ဆရာတွေကိုကျွန်တော်ကသင်ပေးရတယ်ညွှန်ကြားချက်ထုတ်ပေးရတယ်စာရေးပေးရတယ်ကလေးကိုအောက်ကစာကြောင်းဖတ်ပြပါပါဇက်ကပြောပါဒါလေးကလဲဝင်လေးပေါ့
အဲ့မှာလေးတိုက်တယ်အဲ့တော့လွင့်သွားတာပေါ့ကြည်သာဟောဒီပေါ်မှာကြောက်ဆောင်ကြီးကိုကြာသွားတယ်ရေထဲကြာသွားတယ်အဲ့တော့စိုးသွားတာပေါ့သူခင်ဗျာအောက်ကစားပါပြီးတာရေထဲကိုကြာသွားတယ်အနည်းငယ်စိုးသွားလိမ့်မိဘဖြစ်တဲ့သူကဆရာဖြစ်တယ်ကြာတယ်အဲ့ဒီဥစ္စာကိုခင်ဗျာအဲ့ဒီစာကိုကလေးလက်ကမချဘူးသူကပါလဲဆိုအောက်ကစာကိုတစ်လုံးမှဆိုဒါပေမဲ့လဲဝင်လေးလေထဲလွင့်သွားတယ်ဆိုအဲ့လဲဝင်လေးလွင့်တဲ့ဥစ္စာကိုကြည်အကြာကြီးကြည်တာchild psychology ကလေးစိတ်ပညာကျွန်တော်ပြောတာကလေးတွေကိုကျွန်တော်ကသိကိစ္စရပါသူပြောခဲ့တဲ့က၄-၅-၈နှစ်ရှိပြီနော်အခုမှကုလသမဂ္ဂနဲ့ကလေးမဲ့ဆိုတော့လှုပ်လာအောင်သိန်းကရှိရပြည့်ပြည့်လို့တော့ခက်အဲ့တော့ကလေးတွေကိုပေါ်သွေးသေးမထားပါနဲ့ပေါ်ဆက်တာမထားပါနဲ့သူတို့တို့ကိုအရေးကြီးသဘောထားသမ်းပါဒီနေ့ကပြန်လောင်းတော်မူသွားတဲ့စေဦးမင်းဆရာတော်ကြီးသူဘာပြောလဲဆိုကလေးအချင်းမသိနဲ့ကလေးကလူကြီးဖြစ်လာတာကလေးကောင်းမှလူကြီးကောင်းတယ်လူကြီးကောင်းမှလောကကောင်းတာဆရာတော်ကြီးထင်ပြီခမရတို့ဆိုတာနောက်ပြန်နေတယ်ပြောပြီးတော့ဦးအောင်ဖိုးကုန်ပြီလေဦးအောင်ဖိုးတဲ့အရေးကြီးတဲ့ဆိုကလေးတွေအခုဆိုတော့ကျွန်တော်ဒါလေးပါခဏခဏပြောပါတယ်ဆရာများကြောပဲပါညာနဲ့ဆိုတာပြောတယ်ကျွန်တော်ဆရာကြောပဲခဏခဏသွားပါတယ်ဆရာကြောပဲပါကလေးတွေကြောပဲရေးကြည့်တယ်ကကျွန်တော်အဲ့လိုပြောတယ်ကလေးတွေကိုလုပ်ပြီးသားမှာကလေးတွေတော့ကျွန်တော်ဆက်တယ်ကစားဝင်းလုပ်ပြီးသားအဲ့တော့ကစားဝင်းလုပ်ပြီးကလေးတွေကစားအဲ့ဒီမှာတချို့ကပြောတယ်ကျွန်တော်လူငယ်တွေကဆရာရဲ့ကျွန်တော်ရောက်ပြည့်စည်တယ်တဲ့ဘယ်ရည်လဲဆို18 19 16 19ပေါ့အဲ့ဒီကောင်ကြီးပြစ်ထားလိုက်သမှာဆက်ပြစ်ပါစေရေးမကြည့်ပါဘူးနှမရောမနေဘူးဆန်တဲ့ကလေးတွေဝိစိတ်ပါပြက်သွားတဲ့ကောင်ကိုပြရတဲ့ဆိုသိခက်တယ်ကောင်းနေတဲ့ဥစ္စာမပြောင်းတားတာအင်တန်လွယ်တယ်မယုံလို့ကြတာမင်းကောင်းသူကြီးလို့ပြီးတော့ထားကလေးတွေရဲ့ကောင်းသူကြီးခေါင်းဆောင်ဖြစ်လာတာအကိုကြီးနဲ့မင်းကိုခေါ်လာလိုက်မယ်အဲ့ဒီအကိုကြီးနဲ့ခေါ်တဲ့ကလေးတွေကိုဆင်းသားတော့မှဖိုက်စားပါခေါ်တာလေးကောင်းရင်ကွာမင်းတို့လည်းကွာလာကွာဟိုမှာငါဖတ်ပြန်မင်းတို့ကပုံလေးဖတ်ပြန်မယ်ပြီးတော့ဒီတော့အဲ့လိုလုပ်ပြီးသားမှာလုပ်ပြီးလို့ရှိရင်ကလေးဟာစားဖို့အင်မတန်ဖတ်ချင်မှအင်မတန်ပုံမြင်နားထောင်ချင်ပါလေအဲ့ဒီပုံမြင်လေးတွေပေးသားမှာပေးလို့ရှိရင်အဲ့ကလေးကနောက်9နှစ်6နှစ်ကအဲ့ကောင်ကဆင်းသား16နှစ်ဖြစ်သွားလိမ့်မယ်ဟိုအရင်က17သားကောင်ကနောက်ထပ်ပြီးတော့24နှစ်ဖြစ်နေမယ်အဲ့ကြိုင်24နှစ်အကောင်ပြတ်သွားတဲ့အကောင်ပေါ့ထားရမှုတဲ့အကောင်ရဲတောင်တဲ့အကောင်အဲ့ဒီကောင်က16နှစ်သားအလကားလူဘောကြီးတွေလို့ပြောလိုက်ဘိုးကောင်လူအောက်သွားလိမ့်မယ်အစ်စ်ကိုပြောထားတာအဟောက်ပြတ်တဲ့ကိစ္စပြင်းမနေပါဘူးဟုတ်လားအိမ်သာအဟောက်ပြန်တာသိခဲ့အစ်စ်တူးတာပြန်ကျွန်တော်ကခင်ဗျားတို့အဲ့ဒါစဉ်းစားကြလူငယ်တွေပြည့်စည်ပြောတယ်ကျွန်တော်အဲ့တော့ဘေးကတစ်ခွန်းနေမလဲလူငယ်တွေမပြည့်စည်အောင်လူကြီးတွေဘာလုပ်ပြီးလဲဒါစဉ်းစားပါတိုင်းပြည်တွေနဲ့ဆက်ဖြစ်တယ်ဒီနေ့ပြည်ဖြစ်တယ်ဟိုတိုင်းပြည်နဲ့ဒီနေ့ဆက်ဖြစ်တယ်ဟာဘာမှဘာသာဆက်ဖြစ်ပြန်ကဘာပရမတ်ဝါစိတ်ကြည့်ရပါဖြစ်ပြန်ကောင်းပြီဖြစ်တယ်လူငယ်တွေရောက်ဖြစ်တဲ့စိတ်ကိုကျုပ်တစ်ခါမှမကြောက်ဘူးလူကြီးတွေအေးကြီးထားဖြစ်ပြီးတော့မှလူငယ်တွေအတိုင်းပြည်နဲ့လူမျိုးတို့ဆိုရှင်းသွားပြီတနပ်ပြရတယ်လူငယ်တွေပြည့်စည်တယ်ကျုပ်လူငယ်တွေချက်တဲ့ဘိန်းလူတစ်ခါမှမကြောက်ဘူးလူကြီးတွေကြီးချက်ရောက်ရန်ကုန်မှာရှိတဲ့ရက်ကုမ္ပဏီတွေမှာလူငယ်တွေရက်ကုမ္ပဏီတစ်ခုမှမဖြစ်လူကြီးတွေကုမ္ပဏီကြီးပြီးတော့လူငယ်တွေပြည့်စည်တယ်ဆိုတာကြအောင်ကြပါဘာနဲ့ဆိုတော့လူနှစ်ယောက်သားတွေကရှိရနေဝယုံကိုင်းဆွဲပါဆောတော့ဖြန့်ဆိုလိုက်တော့နောက်ကကောင်မျိုးလုံးတစ်ဖက်ကန်တော့ပေါက်ဟာမင်းငါဆွဲလိုက်လို့မဆွဲရင်မင်းနှစ်ဖက်လုံးကန်တယ်ခင်ဗျားတို့စဉ်းစားပါဒီခင်ဗျားတို့ရောက်ကြတဲ့မှာရှိတဲ့လူကြီးတွေရောခုဒီမှာရှိတဲ့ညောင်ဆောင်ပါအဲ့လူကြီးတွေခင်ဗျားတို့လူငယ်တွေတို့ဘုံကလေးတွေဘာလုပ်ပြီးဘာမှလုပ်မဖြစ်သူ့ဘာသူကြောင့်မှပြန်လာဆိုဟာအတမ်းမစူးစမ်းတော့ဘောက်တာလည်းပဲဘာမှမလုပ်သူတို့ရဲ့အတွက်ကိုတယုတရပုပ္ပတတယူရဘယ်တော့မှမလုပ်ဘူးပြန်စတာမကိုပါဘူးအမကလေးတွေထဲမှာခင်ဗျာမိုက်ချင်တဲ့ကလေးတယောက်မှမရှိငါတနေ့ကျရင်အောက်တန်းကြရမယ်ကွာအတိတ်ကဘယ်တော့မှမရှိကြီးပွားနေတာကြီးကျွန်တော်တို့ကအဲ့ဒါလေးကိုအသားလေးတိတ်မှတ်ပြီးပေးလိုက်ရုံပဲရှိတယ်အဲ့ဒါကျွန်တော်တို့မလုပ်ဘူးပြီးတော့မှလူငယ်ကြီးပြည့်စည်တယ်ဆိုတဲ့ခါကျပြန်စဉ်းစားကြည့်ပေါ့ကိုတရားလားမတရားဘူးလား